ကျွန်တော်လည်းမေးကြတယ်မာတင်ငူရင်ကြတော့ဘာကြောင့်နော် head of fame မပေးတာပေါ့နော်အဲ့လားပေါ်လုံမေးနေကြတော့ခဏအစိနေပြီကျွန်တော်ရဲ့ဒီကိစ္စကိုရှင်းပါတယ်နော်အောင်လာကမြန်မာပြည်ရဲ့တန်း60အလုံးလုံးသားပိုင်ဆိုင်အောင်ယူထားတယ်နောက်ပြီးကိုဘိုးရင်လည်းမမြင့်တက်ဘူးနော်ဘိုးမြင့်တဲ့ကောင်ငါနှိတ်ချတဲ့ fighter တရားအဲ့လိုမျိုးပုံစံနဲ့သွားတဲ့ fighter တရားနောက်တနိုင်ငံလုံးပေါ့နော်ဒီအောင်လာဖန်တွေကဒီဂျပန်တို့ထိုင်းတို့မြန်မာတို့အစုံရှိတယ်ကွာနောက်အောင်လာကိုလူတိုင်းလေးစားအောင်လာနေလက်အိတ်ထားတဲ့နေရာမှာဆိုရင်လေးစားနဲ့တလေးတစားပေါ့နော်အရင်ချစ်တယ်ပေါ့နော်1 champion အဲ့လိုမျိုးအကြောင်းပြတယ်နောက်ပြီးအဲ့လိုမျိုးတွေစကားပြောဆိုတယ်အဲ့လားတွေကွာတယ်ပေါ့နော်မာတင်ငုရင်ကသူ့ပြောမဲ့ဆိုရင်တော့သူ့နားလာကသူ့ရဲ့ချက်ပြီးရဟုတ်တာပဲနှစ်ထပ်ကွာဟုတ်တယ်ဒါပေမဲ့မတူဘူးနော်မတူဘူးဆိုတာမာတင်ငုရင်အသက်အရွယ်တစ်ခုလေးရတယ်နောက်ပြိတ်သက်တယ်လို့ခက်ခိုင်မရှိရတယ်မရှိရလားအဲ့လားလေးကွာသွားတာပဲနော်အဲ့လားလေးအများကြီးပေါ့နော်ပြောရမယ်ဆိုလည်းအများကြီးဒီစားလုပ်ဖို့မူတည်ရအဲ့လားလေးတွေကွာတယ်ပေါ့နော်အောင်လာကြတော့တည့်ရတိုင်းပဲသူကဟိုအရေးရှိဆွဲဝါသမားပေါ့နော်ဟိုငင်းရနဲ့ထိုးလာပြီးတက်ချီရဲ့အထိပေါ့နော်ဒီအနားယူတဲ့အထိအဲ့လိုမျိုးကွာပါတယ်နော်အဲ့ဒါကျွန်တော်ရှင်းလေးပြောရပါတယ်အောင်ကျေးဇူးတင်ပါတယ်ကျွန်တော် like share လုပ်ပါပေးပါအားလုံးကျွန်တော် fan တွေကျေးဇူးတင်ပါတယ်ရိုးချင်းနဲ့လည်းပြောပြခြင်းဖြစ်ပါတယ်နော်bye bye